ထန်ကိုတော်ဤနတ်ဆိုးပြည့်ဆုံးကုန်းကိုအောင်နိုင်တော်မူကံဇလန်လေးရဲ့အစမှာတော့တန်ခါရပလေးတရားမှာကလေးငယ်တရားဟာကန်ဆက်မှာကစားနေတော့သူ့အဖေကအလုံးလုံးဝတ်ထက်ပြင်ဆင်နေခဲ့ပါတယ်သူ့အဖေထွက်သွားတော့မှကြောင့်ကလေးကစိတ်မကောင်းဖြစ်သွားတော့သူ့အဖေကကန်နေဆင်းပြီးလက်ဘက်ကစားပြကသူ့ကလေးကိုရီမောစီခဲ့ပါတယ်ရုတ်တရက်သူကကန်ထဲမှာကပောက်ကမဖြစ်ကတူရီနေပြီးနောက်ဆုံးမှရေရောက်ကတစ်ခုခုကသူ့ကိုဆွဲခေါ်သွားခဲ့ပါတယ်ခလေးကသူ့အဖေအနေနဲ့ကြားရောက်နေရကိုမသိသေးပဲဆက်ပြီးရည်နေခဲ့ပါတယ်သူ့အဖေကပြက်ွယ်သွားပြီးရေထဲမှာသွေးတွေပဲကျန်ခဲ့ပါတယ်အကြခင်ပါပဲရွာသားတွေကရဆိုးမို့ဆိုတရားဝင်ခါခဲ့ပါတယ်သူကမန်တန်ရွတ်ပြီးကန်ထဲကိုဖုံးနေပြလိုက်တော့ကြီးမားတဲ့ပေါက်ကွဲမှုဖြစ်သွားကလူတိုင်းကအင်အားတင်နေခဲ့ကြပါတယ်သူတို့ဟာအိမ်ယာမကလေးကြောက်ကြီးတစ်ကောင်ကိုတိုင်မိလိုက်ပြီးလက်ဆိုးမို့ဆိုကဒီသဘာဟာအရင်ကလူတက်ထားတဲ့လက်ဆိုးအပုခံလာရတာဖြစ်ကြောင်းထုတ်ပြောခဲ့ပါတယ်လူတွေကဒီငါးကြီးကိုဖမ်းပြီးရတဲ့အတွက်အလိုကျေးဇူးတင်ခဲ့ကြပါတယ်ဒါပေမဲ့လူတစ်ယောက်ကဒီငါးကလက်ဆိုးမဟုတ်ပဲတာမန်ငါးမင်းဖြစ်ကြောင်းပြောခဲ့ပါတယ်သူ့နာမည်ကတန်ဖြစ်ကသူကလည်းလက်ဆိုးမို့ဆိုတယောက်ဖြစ်ပြီးရန်တစ်ပါးရဲ့သဘေးရဝဲဖြစ်ပါတယ်အခြားလက်ဆိုးမို့ဆိုကဒါကိုကြတော့ဆက်ချင်းမဲ့တန်ကိုလက်ဆိုးလောက်ကန်ဖြစ်ဆူဆဲခဲ့ပါတယ်ရွာသားတွေကသူ့ကိုတိုက်ခိုက်ခဲ့ပြီးနောက်ဆုံးမှပြစ်တက်ပေးတဲ့အနေနဲ့ကျိုးတုံထားခဲ့ကြပါတယ်လူတိုင်းကအနေရမရှိဘူးထင်တဲ့ရေထဲကိုခုန်ချကြတော့တန်ကမျောနေချက်ကင်းမဲ့စွာကြည့်နေခဲ့ပါတယ်ရုတ်တရက်အိမ်ယာမငါးကြီးတစ်ကောင်ကအမျိုးသမီးတစ်ယောက်ကိုမြင်ချလိုက်တော့လူတိုင်းကဘေးုံကြည့်တိုင်းပဲကြည့်နေခဲ့ကြပါတယ်အဲဒီနောက်ကတော့လူတွေကကန်းဆက်စီကိုပြန်ပြေးကြကရေထဲကနေထွက်ရုံနဲ့ဘေးကင်းပြီလို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့ငါးကြီးကသူ့ရှာနဲ့ရွာသားတွေကိုလှမ်းဆွဲစားတော့သူတို့ထင်တာကမှားနေခဲ့ပါတယ်ခလေးမလေးကသူ့အမေစီပြေးဖို့စူးစမ်းခဲ့ပေမဲ့ငါးကြီးကခလေးကိုရှာနဲ့လှမ်းဆွဲခဲ့ပါတယ်ရွာသားတွေကခလေးမလေးကိုကိုညီဖို့ပြေးသွားခဲ့ပြီးငါးကြီးရဲ့ရှာကိုဖျက်ကတရားစွန်းမှာသူမကိုဖမ်းမိခဲ့ပါတယ်ဒါပေမဲ့ငါးကြီးကခုန်တက်လာပြီးခလေးမလေးကိုပါဇက်တဲထဲခဲ့ပါတယ်အမေဖြစ်သူကဒေါသထွက်သွားပြီးကန်ထဲကိုခုန်ချကသူ့သမီးကိုကယ်ဖို့အသေးအံစူးစမ်းခဲ့ပါတယ်တန်ကလည်းသွားနဲ့ကြိုက်ပြီးကျိုးတွေကိုဖျက်ခဲ့ပါတယ်ခလေးမေကကန်ထဲကပေါ်လာတဲ့ငါးကြီးကိုမြင်တော့ကြောက်လန့်သွားခဲ့ပါတယ်သူကငါးကြီးကိုသူ့ကလေးပြန်ပေးဖို့တောင်းပန်ခဲ့ပေမဲ့နတ်ဆိုးကသူမကိုပါမျိုးချလိုက်ပါတယ်ငါးကြီးကအနီးနားကအဆောက်အဦတွေကိုချိုးဖျက်ပြီးလူတွေကိုရေထဲပြုတ်ကျစေခဲ့ပါတယ်ခလေးတယောက်ကသူ့မိလက်ကနေလောက်ကရေကန်စီကိုရွှေ့သွားခဲ့ပေမဲ့ကံကောင်းကျင်တော့လွတ်လာတဲ့တန်ကခလေးကိုစီးကြုံဖမ်းခဲ့ပါတယ်သူကခလေးကိုဖမ်းလိုက်နိုင်ပေမဲ့အေယာမငါးကြီးကသူ့စီကိုဦးတည်လာခဲ့ပါတယ်ဒါပေမဲ့တန်ကလွတ်မြောက်သွားပြီးငါးကြီးကိုရှောက်လန်းပေါ်ရအောင်ထောက်ချောင်းဆင်ခဲ့ပါတယ်စီးရှော့လိုဖြစ်သွားတဲ့ရှောက်လန်းတဲ့သတ္တဝါရဲ့ကိုယ်လေးချိန်ကိုအသုံးပြုပြီးသူကလူတွေရှိရာခုန်ချခဲ့ပါတယ်တန်ကခလေးကိုသူ့အမေစီပြန်ပေးခဲ့ပြီးလက်ဆုံးမို့ဆိုသူကလူကြောက်တယောက်လိုပုံနေတာကိုတွေ့သွားခဲ့ပါတယ်လူထဲကနေဖတိမတယောက်ပြေးထွက်လာပြီးငါးကြီးစီခုန်ချခဲ့ပါတယ်သူကရှောက်လဲပေါ်ရောက်သွားပြီးငါးကြီးကလေရဲပြန်ဝဲသွားကထွက်ပြေးနေတဲ့လက်ဆုံးမို့ဆိုသူ့ဘော်ကိုကွက်တီကျသွားခဲ့ပါတယ်ငါးကြီးတစ်ပြေးပြေးချင်းအသွင်ပြောင်းသွားပြီးနောက်ဆုံးမှအပြေးကင်းပေါ်ပေါ်တဲ့လူငယ်တယောက်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဒါကိုမြင်တော့ရွာသားတွေကလက်ဆုံးကိုတတ်ဖို့ကြိုးစားခဲ့ကြပေမဲ့တန်ကအကြမ်းဖက်မှုကိုတားဆီးဖို့ပိုကောင်းတဲ့နည်းလမ်းဆင်ပြခဲ့ပါတယ်သူကကရိယာမျိုးမျိုးကိုထုတ်ယူပြီးစာအုပ်တုံးကိုပါထုတ်ယူခဲ့ပါတယ်လက်ဆုံးကိုလူကောင်းဖြစ်ပြောင်းလဲဖို့သူ့ရဲ့ဂီတပညာကိုထုတ်ပြခဲ့ပါတယ်တန်ကကြောက်စရာကောင်းအောင်သင်းဆိုလိုက်တော့လက်ဆိုးနဲ့ပရိသတ်ကိုတစ်ချိန်တည်းမှာဆိတ်ရှုပ်စေခဲ့ပါတယ်သူ့ရဲ့စာသားတွေနဲ့ဖျော်ဖြေမှုကအရန်ဆိုးလို့နော်လက်ဆိုးကဒေါသထွက်သွားပြီးသူ့ကိုပြင်းထန်ရိုက်နှက်ခဲ့ပါတယ်တန်အသက်မခံရခင်အမျိုးသမီးတစ်ယောက်ကလက်ဆိုးကိုဝင်ရောက်ရိုက်နှက်ခဲ့ပါတယ်နောက်ဆုံးမှာသူကလက်ဆိုးကိုမော်ရီတဲထည့်ပစ်ပြီးအယုတ်အဖြစ်ပြောင်းလဲခဲ့ပါတယ်သူ့နာမည်ကဒုံဖြစ်ပြီးသူ့ဘကတဲ့လက်ဆိုးမို့ဆိုတရားဝဲဖြစ်ပါတယ်ဒါပေမဲ့တန်ကသူ့လက်ဆိုးတွေကိုအောင်နိုင်မှုသုံးတဲ့ကြိယာတွေကိုသူမကိုပြတော့ဒုံကရီမောခဲ့ပါတယ်ရွာသားတွေအားလုံးကသူမဟာသူတို့ရဲ့တကယ်ကယ်တင်ရှင်ဖြစ်တဲ့အတွက်ကျေးဇူးတင်ခဲ့ကြပါတယ်တန်ကကြာဆုံးမှုကိုဒေါသထွက်နေခဲ့ပေမဲ့သူ့ဆရာကသူ့ကိုမကောက်ဘူးကနေကောက်ဖို့ကိုပြောင်းလဲဖို့ဘယ်တော့မှမလွယ်ကူကြောင်းပြောခဲ့ပါတယ်သူကတက်ကိုစားသောက်ဆိုင်မှာနေထိုင်ပြီးလူသားကိုချက်ပြုတ်စားတော့တဲ့နောက်ထပ်လက်ဆိုးတစ်ကောင်ရှိကြောင်းတင်ပေးခဲ့ပါတယ်ဒါရောက်တော့တန်ကလက်ဆိုးရဲ့စားသောက်ဆိုင်ကြီးရောက်လာပြီးအထဲဝင်သွားခဲ့ပါတယ်အထဲမှာပျော်ရွှင်စားသောက်နေကြတဲ့လူတွေနဲ့ပြင်းနေတာကိုသူကမြင်ခဲ့ရပါတယ်အမျိုးသမီးတစ်ယောက်ကသူ့ကိုကြိုးဆိုပြီးလက်ပဲပြသဖို့ကန့်လန့်ခဲ့ပါတယ်ဒါပေမဲ့တန်ကချက်ချင်းပဲလှည့်စားထားမဲ့တည်သွားကသူ့ရဲ့ပုံစံမှန်ကိုပြဖို့ပြောခဲ့ပါတယ်လက်ဆုပ်ကတန်ကိုလိုက်ဖမ်းတော့သူကကြောက်ရွံ့ပြီးထွက်ပြေးခဲ့ပါတယ်ဒါပေမဲ့ဒုံကထပ်ပေါ်လာခဲ့ပြီးသူ့ကိုကယ်တင်ခဲ့ပါတယ်ဒုံကအဲ့ဒီလက်ဆုပ်ကိုလက်သီးနဲ့စလိုက်ထိုးပြီးနောက်ဆုံးမှပြချဖြစ်ခဲ့ပါတယ်သူမကစားသောက်ဆိုင်တွေကိုလူတိုင်းကိုစတင်တိုက်ခိုက်ခဲ့ပြီးသူမရဲ့ဂွင်းတွေနဲ့လက်စုံတွေကိုတစ်ခါတစ်ခါတပ်ဖြတ်ပစ်ခဲ့ပါတယ်ဒုံကဆိုင်ရှိကိုထွက်လာဖို့ပြောတော့လူငယ်တယောက်ကသူမနောက်ကနေတိတိလေးချင်းကပ်လာခဲ့ပါတယ်ဒါပေမဲ့ဒုံကချက်ချင်းပဲတံပြန်တိုက်ခိုက်ပြီးလက်ဆိုးနဲ့ချခဲ့ပါတယ်သူတို့ကဒေါသတကြီးထိုးချခဲ့ကြပြီးဒုံကအသာစီရသွားကလက်ဆိုးကိုလွတ်ထွက်သွားလက်သီးနဲ့ထိုးခဲ့ပါတယ်သူမကဂွင်းတွေအများကြီးကိုဆင့်ကောက်ပြီးလက်ဆိုးစီပစ်ခဲ့ပါတယ်ဒုံကသူ့ရဲ့မျက်နှာကိုပြတ်မှတ်ထားခဲ့ပြီးနောက်ဆုံးမှသူ့ရဲ့ပြားကိုဖျက်ဆီးလိုက်တဲ့ကဝမ်းနှာခေါင်းပေါ်လာခဲ့ပါတယ်လက်ဆိုးကသူ့ရဲ့ထိုးချစ်ကိုသုံးပြီးသူမရဲ့တိုက်ခိုက်မှုအလုံးကိုတားဆီးကဒုံအနာကတ်သွားခဲ့ပါတယ်သူကဒုကိုထုံချင်းနဲ့ခုန်ချလိုက်တော့ဒုံကသူ့ကိုသူကာဝယ်နိုင်ခဲ့ပါတယ်ဒါပေမဲ့သူမရှောင်လိုက်နိုင်ခင်မှာထုံချစ်ကသူမအသားတွေကိုထုတ်ပေါ်သွားခဲ့ပါတယ်ဒုံကလက်ဆိုးရဲ့နောက်ကိုခုန်ပြီးသူ့ကိုကန်လိုက်တော့သူ့ရဲ့ပုံစံမှန်ဖြစ်တဲ့ဝမ်းနဲ့ဆိုကပေါ်ထွက်လာခဲ့ပါတယ်သူမကဝမ်းနဲ့ဆိုရဲ့လက်တွေကိုဂွင်းနဲ့ဆုပ်ထားပြီးလှုပ်ဝဲရအောင်ဖန်ချုပ်ထားခဲ့ပါတယ်သူမကတက်ကိုလာပြီးကိုညီဖို့အော်ပြောခဲ့ပါတယ်ဒုံကလက်ဆိုးရဲ့ဆွဲရင်ကိုသူ့လေချောင်းထဲမှာချုပ်ထားကြောင်းပြောက
တက်ကိုဝက်စီကနေဆွတ်ထုတ်ခိုင်းခဲ့ပါတယ်တန်ကပါဇက်ချင်းတိတ်ကဆုပ်ယူဖို့ကြိုးစားခဲ့ပေမဲ့နတ်ဆိုးရဲ့ရုပ်ဆူတဲ့မျက်နှာကိုကြည့်ပြီးအံ့ညင်သွားခဲ့ပါတယ်ကံကောင်းကျင်တော့တန်ကမတော်ဆချေကြောပြီးဝက်နတ်ဆိုးကိုနေမိသွားကသူ့ပါဇက်ထိန်ကိုဆွတ်ယူနိုင်ခဲ့ပါတယ်ဒုကလည်းသူ့ကိုအမြန်တန်းကနတ်ဆိုးဆွမ်းရည်ကိုဆွတ်ယူပြီးသူ့ရဲ့ပိတ်ဆို့ခြင်းအိတ်ထဲကိုထည့်လိုက်ပါတယ်ဒါပေမဲ့နတ်ဆိုးကအရန်အားကောင်းလွန်းနေပြီးအိတ်ထဲမှာကြီးထွားလာခဲ့ပါတယ်နောက်ဆုံးမှာနတ်ဆိုးကလွတ်မြောက်သွားပြီးကြောက်ဝက်ဖွယ်တော့ဝက်ပုံစံအဖြစ်ပြောင်းသွားခဲ့ပါတယ်အစာအုပ်တစ်ခုလုံးပြိုကျသွားတော့သူတို့နှစ်ယောက်စလုံးထွက်ပြေးခဲ့ရပါတယ်သူတို့ကကန်ဆက်ကိုရောက်တော့မှနတ်ဆိုးလက်ကနေလွတ်မြောက်သွားခဲ့ပါတယ်ဒုကဒဏ်ရာတွေရဲ့နာကျင်မှုကြောင့်လဲကျသွားကတက်ရှိမှဒဏ်ရာကိုကုသဖို့အင်ကြီးချွတ်ခဲ့ပါတယ်သူမကသူ့ကိုသူ့ဒဏ်ရာတွေပေါ်ဖိအားပေးပြီးသွေးထွက်တာကိုကြောက်လုပ်ပေးဖို့ပြောတော့တန်ကကံကောင်းတယ်လို့ခံစားခဲ့ရပါတယ်တန်ကနှာခေါင်းသွေးယုံနေပေမဲ့ဒဏ်ရာကိုတေချာကုသပေးခဲ့ပါတယ်ဒုကသူ့မျက်လုံးနဲ့မှိတ်ပြီးဓာတ်မှုကိုကန်ညွှတ်လိုက်တော့တန်ကရုတ်တရက်သူကရဟန်းတစ်ပါးဆိုတာသတိရလာပြီးဆက်ချင်းပဲထွက်ပြေးသွားခဲ့ပါတယ်နောက်တစ်ရက်မှာတန်ကသူ့ဆရာကြီးပြန်သွားပြီးအဖိုးကြီးကိုသူနောက်တစ်ချိန်ကြာဆုံးသွားတဲ့အကြောင်းပြောခဲ့ပါတယ်ဆရာကလူငယ်ကိုဝက်နတ်ဆိုးကိုအောင်နိုင်ဖို့အတွက်နတ်ဆိုးတွေအားလုံးရဲ့ဘီရင်စီသွားမယ်လို့ပြောခဲ့ပါတယ်ဒီစွာကြီးရဲ့နတ်ဆိုးပြင်ကဝူခုံးဖြစ်ပြီးကောင်းကင်ဘုံကဖြတ်လို့ပျက်စီးလို့တာကြောင့်လက်ဖျားတွေကသူ့ကိုကြီးမားတဲ့တောင်ကြီးရောက်မှာအနှစ်900ချုပ်တောင်ထားခဲ့ပါတယ်နောက်တစ်ခါမှာတောတဲ့ညာခီးသွားနေတော့တန်ကအုပ်စုတစုကထောင်ချောက်ဆင်ထားတဲ့ထောင်ချောက်တွေရောက်သွားခဲ့ပါတယ်သူတို့အားလုံးကဒုံးအတွက်အလုပ်လုပ်ကြတာဖြစ်ပြီးသူမကဘာဖြစ်ဖြစ်တက်ကိုသူမနဲ့လက်ထပ်ဖို့အတင်းကျပ်စီစဉ်ခဲ့ပါတယ်ဒါပေမဲ့တန်ကသူမကိုမချက်နိုင်ဘူးလို့ညင်ဆန်ကသူ့ရဲ့ချစ်ဖို့ကဒီကဘာပေါ်ကလူတိုင်းကိုတန်းတူချစ်ရမယ်လို့ညွှန်ကြားတာကြောင့်ပြောခဲ့ပါတယ်ဒေါသထွက်သွားတဲ့ဒေါကတက်ကိုအတွင်းမှာတောက်ခတ်ထားပြီးဘယ်လိုလုပ်ရမလဲလို့တွေးနေခဲ့ပါတယ်သူညမကသူမရဲ့ကတိယအလှကိုတုံးချပြီးသူ့ရဲ့အကနဲ့တက်ကိုဆက်ဆံဖို့သူမကိုအကြံပေးခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ကြောက်စရာကောင်းတဲ့လှုပ်ရှားမှုတွေကိုမြင်တော့သူညမကဒုံးပေါ်မှာတစ်စိမ့်တစ်ခုတက်ပြီးတက်ကိုမြူဆယ်နေတော့သူမရဲ့လှုပ်ရှားမှုတွေကိုထိချုပ်ဖို့စီစဉ်ခဲ့ပါတယ်ဒေါကသူ့ချစ်သူစီသွားခဲ့ပေမဲ့ဆွမ်းအားကလွဲမလာတာနဲ့ကိစ္စတွေကမှားရွေးသွားခဲ့ပါတယ်သူညမကတက်ကိုဇက်ရရမ်းနေစေခဲ့ပြီးမတော်တဆလွှဲထွက်သွားစေခဲ့ပါတယ်အဲဒါကြောင့်ဒေါကအပြစ်ရှိတယ်လို့ခံစားရပြီးအခန်းထဲကထွက်ပြေးခဲ့ပါတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲသူညမကကလိုက်တော့တန်ကချက်ချင်းပြေးဝင်လာတဲ့အဆောက်နေရှိမှာသူမလိုကပြလှုပ်ရှားခဲ့ပါတယ်လူတွေကရဟန်းရည်စရာကောင်းတဲ့လှုပ်ရှားမှုတွေကိုမြင်ပြီးသူ့ကိုနောက်တစ်ချိန်ဆက်လက်ရမ်းနေခဲ့ပါတယ်သူညမကတခုခုမှားရွေးနေအောင်သတိထားမိပြီးတော့အမြန်ပြေးသွားကသူ့လူတွေကိုတားခဲ့ပါတယ်ဝက်နက်ဆိုကြီးရောက်လာတာကိုမြင်လိုက်ရတော့သူတို့ရဲ့အပျော်တွေကပျက်စီးသွားခဲ့ပါတယ်သူတို့ရဲ့အဖွဲ့ကရင်ဝါပြန်တက်ကအသက်လူပြေးခဲ့ကြပါတယ်ဒါပေမဲ့လည်းဝက်နက်ဆိုကအမိလိုက်ခဲ့ပြီးသူတို့အုပ်စုကိုတဲတဲ့ဝင်တိုက်ခဲ့ပါတယ်ဒုံကဒါကိုမြင်တော့တက်ကိုရင်ပေါ်ကတွန်းချလိုက်ပါတယ်အဲ့နောက်မှာတော့ဝက်နက်ဆိုကအဖွဲရင်ကိုတိုက်မိပြီးအရာအလုံးရင်ဝါပျက်စီးသွားခဲ့ပါတယ်ကံကောင်းထောက်မှစွာပဲဘယ်သူမှမထိခိုက်ခဲ့ပေမဲ့သူတို့ကဝက်နက်ဆိုကြောင့်တနေရာထဲမှာပိတ်မိသွားခဲ့ကြပါတယ်ရုတ်တရက်ကြားဆွဲရှိတဲ့လူတစ်ယောက်ကဒီဝက်နက်ဆိုကိုဝေရောက်တိုက်ခိုက်ခဲ့ပြီးအင်အားသုံးကနှိပ်ကုတ်ခဲ့ပါတယ်သူကဝက်ကြီးကိုလေဝပြစ်တင်ပြီးအကြီးအကျယ်တန်ရာရအောင်ဖလိုက်ကင်းနဲ့ကန်လိုက်တာကြောင့်ဝက်နက်ဆိုကထပ်ပြေးသွားခဲ့ပါတယ်သူကလည်းနတ်ဆိုးမို့ဆိုးတယောက်ပဲဖြစ်ပြီးသူနဲ့အတူခြေထောက်ကြီးလို့ခေါ်တဲ့လူကြီးတယောက်မင်းသားနဲ့အတူသူရဲ့လှပပူလေးယောက်တို့လည်းရောက်လာခဲ့ကြပါတယ်မင်းသားကအချိန်တိုင်းပတ်မှုလေးတွေကျဲဖို့အပြိုတွေကိုမိတ်ပေးခဲ့ပါတယ်ဒါပေမဲ့သူ့အစီကံတွေဟာအမိနာခံရမှာလွန်ညံပြင်းနေပြီးမင်းသားလိုပဲသူ့ကိုစတိုက်ခေါ်ဆိုရင်းအဆက်ရအောင်လုပ်ခဲ့ပါတယ်သူတို့၃ယောက်ကဝက်နက်ဆိုကိုဘသူတမလဲဆိုပြီးစကားများခဲ့ကြပါတယ်ဒါကတက်ကိုလွတ်သွားဖက်စစ်ပြီးသူတို့ဟာငွေအတွက်ဂုံအတွက်သာလုပ်နေကြတာကြောင့်အမှန်တကယ်နတ်ဆိုးမို့ဆိုမဖြစ်တဲ့ကြောင့်ပြောခဲ့ပါတယ်တန်ကတို့ကိုယူသွားတဲ့ကလေးစစ်စာအုပ်ကိုပြန်ပေးဖို့တောင်းဆိုပြီးသူမကိုသူ့အချိန်ဖြုံးခဲ့တဲ့အတွက်အော်ဟစ်ပြောဆိုခဲ့ပါတယ်အဲဒါကြောင့်ဒေါကဒေါသကိုထိမရတော့ပဲစာအုပ်ကိုအပိုင်းပိုင်းဆိုပြက်ကလေထဲကိုလှုပ်ပြလိုက်ပါတယ်သူကတက်ကိုရိုက်နေပြီးတော့သူမရှိရင်အရင်တည်းကတန်ကတည်သွားမှဖြစ်ကြောင်းပြောခဲ့ပါတယ်တန်ဟာတင်းတင်းစိမ့်နဲ့ပြန်ထားခဲ့ပြီးဒေါကမင်းသားနဲ့ယောကသူ့ကိုတဝေတော်လုံနေတာကိုမြင်သွားခဲ့ပါတယ်ဒါပေမဲ့သူကထွက်သွားခဲ့ပြီးဒေါကတော့ဝမ်းနဲ့စွာနဲ့သူ့ကိုငေးကြည့်နေခဲ့ပါတယ်အတော်ကြာခီးနေပြီးတော့တန်ကနောက်ဆုံးတော့တောင်တစ်ခုပေါ်ရောက်သွားခဲ့ပါတယ်ရေမရှိပေမဲ့အဲ့ဒီတောင်ကကြာဝဲတွေနဲ့ဖုံးလွှမ်းနေခဲ့ပါတယ်သူကကြာဝဲကြီးတစ်ဝင်းကိုမြင်လိုက်ရပြီးအထဲမှာတွင်းတစ်ခုကိုတွေ့တော့သူကအထဲကိုခုန်ချလိုက်ပါတယ်အောက်ထဲမှာယူနစ်ပေါ်ရတဲ့လူတယောက်ကိုတွေ့လိုက်ရပြီးအဲ့ဒီလူကသူ့ကိုထက်ကပွေးဖန်တက်ရှုပ်ခဲ့ပါတယ်တန်ကဒီလူကဝခုံးဖြစ်မယ်လို့ထင်လိုက်ပြီးဝမ်းနဲ့ဆုပ်ကိုနှိမ်နေလိုက်အောင်ကူညီပေးဖို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီကလေးကဒီနေရာကထွက်ဖို့ပဲစိတ်ဝင်စားနေပြီးသူ့ကိုတစိမ့်ကိုဖယ်ရှားပေးဖို့လှည့်စားခဲ့ပါတယ်ဒီတစိမ့်ကနတ်ဆုပ်ကိုဖမ်းယူနိုင်တယ်လို့သူကပြောခဲ့ပါတယ်ဒါပေမဲ့တန်ဟာဒီလက်ကွက်တည်းမရောက်သွားတော့ဘူကုန်းကစိတ်ပြတ်သွားပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ဂူရဲအမြစ်တွေကသူ့ကိုဂူထဲမှာပဲခြုံနှောင်ထားပြီးအပြစ်ပေးတဲ့အနေနဲ့ရိုက်နှက်ခဲ့ပါတယ်တန်ဟာဝူခုံးကိုတနာလာပြီးမပြောသည့်သလုံးပေးခဲ့ပါတယ်အဲဒါကြောင့်ဝူခုံးလည်းစိတ်ပြောင်းသွားပြီးဝက်နက်ဆုပ်ကိုဘယ်လိုနှိမ်ရမလဲဆိုတာပြောပြခဲ့ပါတယ်ဝက်နက်ဆုပ်ကအရင်ကသူ့ဇနီးကိုလွန်ချစ်ခဲ့တာကြောင့်လိုက်ရအောင်မှာအလှပဆုံးမျိုးသွေးတယောက်ကိုကာခိုင်းရမှာပါအဲ့ဒါကနတ်ဆုပ်ကိုဆွဲဆောင်ပြီးဂူထဲကိုဝင်လာစေကဝူခုံးကသူ့ကိုလည်းအထဲမှာပဲပိတ်မိအောင်လုပ်နိုင်မှာဖြစ်ပါတယ်ရုတ်တရက်ဒွန်ဟာသူတို့ရဲ့အစီအစဉ်ကိုကြားလိုက်ရပြီးဂူထဲကိုခုန်ဆင်းလာကဝက်နက်ဆုပ်ကိုမြှူစင်နိုင်အောင်ကပြပေးဖို့ကန့်လန့်ခဲ့ပါတယ်တန်ကဒွန်ကိုတွေ့တော့ထွက်သွားဖို့ပြောခဲ့ပါတယ်ဒါပေမဲ့ဝူခုံးကတော့သူမကိုအကတင်ပေးခဲ့ပါတယ်ဒါအတွက်တန်ကစိတ်မသက်သာဖြစ်နေတော့ဒွန်ကိုအမှန်တကယ်ချစ်နေရဆိုတာအတော်လေးသိသာနေခဲ့ပါတယ်။ဒါရောက်တော့ဒုံဟာလိုက်အောင်မှာကနေခဲ့ပြီးတန်ကသူ့အတွက်တိခတ်ပေးနေခဲ့ပါတယ်။တန်ကဒုံကိုကြည်ရင်းနဲ့သူမရဲ့လှုပ်ရှားမှုတိုင်းကိုပါ
လက်ဆိုင်သွားချင်းမိသွားခဲ့ပါတယ်။မကြခင်ပါပဲသူတို့ကနတ်ဆိုးရဲ့ဖျက်ရောက်တဲ့ကိုကြားလိုက်ရပြီးဝမ်းနတ်ဆိုးရောက်လာတာကိုမြင်လိုက်ရပါတယ်။ဦးခုံးကဂိုလေးကနေဝမ်းနတ်ဆိုးနဲ့စကားပြောနေခဲ့ပြီးသူ့ကိုကြာပန်းတွေရောက်ကိုမြှောက်ခေါ်လိုက်တော့နတ်ဖျားတွေရဲ့တစိမ့်ကြောင့်အပြေးအဝဆုပ်ယူခံလိုက်ရပါတော့တယ်။ဒေါကဝမ်းနတ်ဆိုးကိုရုတ်တရက်ဖြစ်ပြောင်းလဲလိုက်ပြီးလက်ဆိုးနှစ်ကောင်လုံးကိုတန်းစီကိုပေးခဲ့ပါတယ်။ဒေါကတက်ကိုသူ့ရဲ့ခလေးစစ်စာအုပ်ကိုအသုံးယူပြီးမကောင်းဆိုးဝါးတွေကိုလူကောင်းဖြစ်အောင်ပြောင်းလဲခွင့်ပေးခဲ့ပါတယ်။သူမကတက်ကိုလက်ဆွတ်တကွင်းဆွပေးပြီးသူနဲ့လက်ထပ်ကျင်တဲ့အကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့တန်ကဒေါသထွက်သွားပြီးသူမနဲ့လက်ထပ်တာတက်သူ့လက်ချောင်းကိုဖျက်ပစ်တာကပိုကောင်းမယ်လို့ဆိုခဲ့ပါတယ်။ဒါကိုကြားလိုက်ရတော့ဒေါကလက်စွပ်ကိုချွတ်ပြက်ကသူမပြန်ကတ်ထားတဲ့ကလေးစစ်စာအုပ်ကိုပြန်ပေးခဲ့ပါတယ်။ဒါပေမဲ့တန်ကဒေါသကြောင့်စာအုပ်ကိုညှင်းပယ်ခဲ့ပါတယ်။ဒေါကတန်ရဲ့စိတ်ပိုင်းဖြတ်မှုကိုမြင်လိုက်ပြီးနေရီဆက်လက်နဲ့ထောက်ခေါ်သွားကနောက်တစ်ခါသူ့ကိုထပ်မလိုက်တော့ဘူးလို့ကတိပေးခဲ့ပါတယ်။တန်ကဂိုလေးကနေထွက်လာပြီးဝမ်းနေစွာနဲ့လာပင်းကြီးကိုကြည်ရဲတဲခွင့်နေခဲ့ပါတယ်။ဘူခုတ်ကလာရောင်ကိုခံစားခြင်းတဲ့အတွက်ဝင်ပေါက်ကိုပိတ်ထားတဲ့ဂျာဘဲကိုဖယ်ရှားပေးဖို့တောင်းဆိုတဲ့ကိုသူကကြားခဲ့ပါတယ်။တန်ကဂျာဘဲကိုဖယ်လိုက်တော့ချက်ချင်းပဲတစ်ခုခုမှားရွေးနေရကိုတတိထားမိသွားခဲ့ပါတယ်။ဂျာဘဲအလုံးမိရန်တွေနဲ့လောက်ကျန်းသွားကဘူခုတ်ကဂူထဲမှာယူသလိုလိုနဲ့ရီပွားလိုက်ပါတယ်။နောက်ဆုံးကတော့မိရန်လုံးကြီးတဲ့အတူသူကလွတ်မြောက်သွားပြီးတန်းရှိတဲ့ကိုရောက်လာခဲ့ပါတယ်။သူကတက်ကိုစုပ်ကန်ပြီးအဝင်းစုပ်လိုမျိုးလွတ်ပြက်ကတားအောင်မှာဖမ်းထားပြီးလက်ဆိုးပြေကလွတ်သွားအောင်အလွယ်တကူလှည့်စားခံရတဲ့တက်ကိုတောင်ပြောင်နေခဲ့ပါတယ်။တန်ကလက်ဆိုးပြေကိုသူ့မလို့သေးကြောင်နဲ့ဗုဒ္ဓဘုရားရှင်ဟာခုချိန်ထိရှိသမျှအရာအလုပ်ကိုကြည့်ရှုနေကြောင်းပြောခဲ့ပါတယ်။ဒေါသထွက်သွားတဲ့ဦးခုံးကတန်းရဲ့စပင်တွေကိုဆွဲဆောင်ပြီးတိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူကောင်းပေါ်မှာဘာမှမကြံတော့ပေမဲ့တန်းရဲ့ဆရာထက်တဲ့မှုကဆက်လက်တည်ရှိနေရကိုသိရှိရပြီးဦးခုံးကပိုဒေါသထွက်သွားခဲ့ပါတယ်။ရုတ်တရက်ဦးခုံးကနောက်မှာတစုံတရာရှိနေရကိုခံစားမိပြီးလက်ဆိုးမို့ဆို3ယောက်ရောက်လာတာကိုမြင်လိုက်ရပါတယ်။ရောက်မဲ့ကျလာရလက်သီးရှင်ကလက်ဆိုးပြေကိုတိုက်ခိုက်ဖို့အသင့်ပြင်ခဲ့ပေမဲ့ဦးခုံးကရှေ့ကိုခုံတက်ကသူ့ရဲ့လေစားကိုကိုက်ဖြတ်လိုက်ရေးတက်ပြစ်ခဲ့ပါတယ်။ခြေတော်ကြီးတို့ခေါ်တဲ့မိုးဆိုးကဒါကိုမြင်လိုက်တော့အသွင်ပြောင်းခဲ့ပါတယ်။အေယာမခြေတော်ကြီးထောင်ပေါက်လာပြီးအေယာမအားတစ်ခုနဲ့လက်ဆိုးပြေကိုကန်လိုက်တော့ဝူခုံးကလွတ်ထွက်သွားခဲ့ပါတယ်။ခြေတော်ကြီးကလေထဲကိုခုံတက်ပြီးဝူခုံးကိုတက်နေခဲ့ပေမဲ့မြောင်မင်းကခြေတော်ကိုဖောက်တော့ကခြေတော်ကြီးကိုမင်းသားစီကန်ထုတ်လိုက်ပါတယ်။မင်းသားကအပြိုတွေကိုခြေတော်ကြီးကိုလွတ်ပြဖို့အမိန်ပေးပြီးဝူခုံးကိုဓာတ်တွေနဲ့ပြပောက်ခဲ့ပါတယ်။အဲဒါကြောင့်ဝူခုံးကလေထဲကိုပြန်တက်သွားခဲ့ပေမဲ့လက်နက်တွေကသူ့သားသမျှနေရာတိုင်းကိုလိုက်လံတိုက်ခတ်နေခဲ့ပါတယ်။ဝူခုံးကလည်းသူ့လက်နက်ကိုထုတ်ယူပြီးဓာတ်တွေရဲ့ရန်ကနေကာဝေခဲ့ပါတယ်။ဒါပေမဲ့မင်းသားကလက်နက်အားလုံးကိုပေါက်ဆက်ကတခုတည်းဖြစ်ပေါက်ဆက်ပြီးဝူခုံးစီကိုဆင်းလွတ်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကအလွန်ဆွမ်းထက်တာကြောင့်ဝူခုံးရဲ့တက်ကိုအကွဲစေခဲ့ပါတယ်။ဒါပေမဲ့ဝူခုံးကိုထိသွားတဲ့အခါမှာတော့နေရန်ကိုရိုက်ပြီးသလိုမျိုးအပပိုင်းကွက်ထွက်သွားခဲ့ပါတယ်။ဝူခုံးကရန်သူတွေကိုဒေါသတကြီးဟဲရောက်လိုက်တော့လက်ဆုံးမုတ်ဆိုးတွေကိုပြချသွားစေခဲ့ပါတယ်။သူကတက်ကိုအောင်ဆိုင်ခဲ့ပေမဲ့နောက်ကနေထုံကခုံထွက်လာပြီးတက်ကိုကာဝယ်ပေးခဲ့ပါတယ်။ဒေါကသူမရဲ့ခွင်းတွေနဲ့ဝူခုံးကိုစတင်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့လက်နက်တွေကလက်ဆိုးပြင်ကိုထိပြီးတော့အပိုင်းပိုင်းကွက်ထွက်သွားခဲ့ပါတယ်။သူမကဝူခုံးစီကိုတိုင်းရဲ့ဝင်တိုက်ခဲ့ပေမဲ့ဝူခုံးကသူမရဲ့ကောင်းကိုရိုင်းတဲ့ကကန်ထုတ်ခဲ့ပါတယ်။တန်အားဒုံးစီကိုသွားခဲ့ပြီးဒေါကချစ်ခဲ့ဘူးလားလို့တော်တော်လေးမေးခဲ့ပါတယ်။တန်ကအကူကြီးမဲ့စွာကိုကျွေးနေခဲ့ပြီးပထမဆုံးချိန်တွေ့ဆုံချိန်ကလေးကသူမကိုချစ်နေခဲ့တာဖြစ်ကြောင်းဒုံကိုပြောခဲ့ပါတယ်။တန်ရဲ့ဝခက်ချက်ကိုကြားလိုက်ရတော့ဒုံကနောက်ဆုံးမှစိတ်ဖြောင်းသွားကတိတ်ဆုံးသွားခဲ့ပါတယ်။တန်ကသူမကိုပွေးဖက်နှက်ရှုပ်ကသူမရဲ့လက်စွပ်ကိုယူပြီးသူ့လက်ချောင်းမှာဝှစ်ဆင်ခဲ့ပါတယ်။တန်ကဝမ်းနေပူဆွေးနေတော့ဝူခုံးကမိန်းကလေးရဲ့ခန္ဓာကိုယ်ကိုယူပြီးလေဝက်ပြစ်တင်ကအပိုင်းအစတွေဖြစ်ဖောက်ခွင့်ပြလိုက်ပါတယ်။ကျုပ်တို့ရဲ့ဝူခုံးကတခုခုမှားရွေးနေရကိုခံစားမိပြီးချက်ချင်းပဲနောက်ဆုတ်သွားခဲ့ပါတယ်။တန်အားနောက်ဆုံးကတော့လော်ကီဆန်တဲ့မလုံးအလုံးကိုဆွန့်လွတ်လိုက်ပြီးပဲဖြစ်ပါတယ်။တန်ကဒုံပြက်ကပ်ပေးထားတဲ့စာအုပ်ကိုဖတ်ရှုခဲ့ပြီးအထက်ကဖျားစာတွေကိုရွတ်ဆိုခဲ့ပါတယ်။အဲဒီနောက်မှာသူကကမ္ဘာကျိုးတစ်ခုလုံးကိုအပေါ်စီးကနေကြည့်ရှုနေတဲ့ဗုဒ္ဓရုပ်ဝါတော်ကြီးတစုကိုဖန်တီးခဲ့ပါတယ်။အေယာမရုပ်ဝါတော်ကြီးကလက်ဝါးနဲ့ကမ္ဘာကျိုးစီကိုတွန်းလိုက်ပြီးလေလူထဲသို့ရောက်လာကမီးလက်ဝါဖြစ်သွားခဲ့ပါတယ်။ဝူခုံးကဓာတ်ကိုမြင်လာတော့အရှုံးမပေးသေးပဲစွားတွေကိုစူးစီကအေယာမမြောင်ကြီးဖြစ်သွင်းပြောင်းပြီးဒေါသထွက်စွာအော်ဟစ်ခဲ့ပါတယ်။အေယာမလက်ဝါကမြောင်ကြီးစီနီးကပ်လာခဲ့ပြီးဝူခုံးကနောက်ဆုံးအချိန်မှာဗုဒ္ဓလက်ဝါကိုတားဆီးကအေယာမလေးချိန်အောင်မှာရုပ်ကရင်းနဲ့တိုက်ခိုက်မှုကိုကြက်တဲ့အောင်လုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းနဆိုးကဖျားသခင်ရဲ့ဆွမ်းအားနဲ့ရှင်မြန်တဲ့ဆွဲမရှိတော့အေယာမလက်ဝါကြီးအောင်မှာကျင်းဝသွားခဲ့ပါတယ်။ဝူခုံးကမတူညီတဲ့နယ်ပယ်တစ်ခုစီကိုခေါ်ဆောင်သွားခံရပြီးတန်နောက်ဆုံးမှာတော့လက်ဆိုးပြေကိုအောင်နိုင်သွားခဲ့ပါတယ်။သူကဒွင်းရဲ့လက်စွပ်ကိုချုပ်ပြီးရောက်ရဲ့ခေါင်းပေါ်ကိုဆုပ်ကဝူခုံးကိုသူ့ရဲ့တပည့်အသစ်ဖြစ်သတ်မှတ်ခဲ့ပါတယ်။တန်ရဲ့ဆရာကသူ့ကိုနောက်ရက်ကိုစမ်းစာသွားပေးဖို့အတွက်အသင့်ဖြစ်ပြီလို့ပြောခဲ့ပါတယ်။သူကယခုသူ့တပည့်တွေဖြစ်လာတဲ့လက်ဆိုးတွေနဲ့အတူခရီးဆက်ကလူသားမျိုးတွေရဲ့ဆင်းရဲဒုက္ခတွေကိုချော့ချပေးဖို့အတွက်အိန္ဒိယနိုင်ငံမှာဗုဒ္ဓကျမ်းစာတွေကိုပေးဆောင်ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ဒါပါပဲခင်ဗျာ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ကြီးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ဒီလိုဇာတ်လမ်းကောင်းတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေခင်ဗျာ။